ဦးလေးမိသားစုလမ်းဘယ်လိုသွားလဲမိသားစုလမ်း ကိုယ်ကဟိုဒီကိုယ်လေးရရင် ဟောဝါရောရှိတဲ့နေရာ ငါးဝင်လေးရရကိုယ်ပေါ်မှာ ဟုတ်ကဲ့ဟုတ်ကျေးဇူးပါဟုတ်ကဲ့ဗျာတလီနာမီလား first and back ဟမ် ကျွန်တော်တို့ဒီခဏနော် ဘယ်လိုလဲဟုတ်လားသမီးရမှာကြည့်လား ဟုတ်တယ်တောင်း9,000လား မိုက်လိုက်တာမင်းဖုန်းတက်တာမိုးရရင်မစိုးလား ဟမ်ဆိုရမဆိုရမသိဘူးမွေးရတော့မရပါဘူး2000ကျေးဇူးပါ အေး